ဆိုတော့ဒီလိုဓာတ်ပုံတစ်ပုံကနေဗီဒီယိုအတူလေးရဖို့ဘာ application မှမလို့ခင်ဗျားမှာ Honor 600ရှိရတယ်ရတယ်ပေါ့နော်ဆိုတော့ဒီဘက်ခေတ်ထဲမှာပေါ့နော်ကျွန်တော်တို့ AI ပါတဲ့ဖုန်းတွေများလာတယ်ဆိုတော့အဲ့ဒီကမှကျွန်တော်တို့အထူးခြားဆုံးကွဲထွက်နေတဲ့ feature ပါလာတဲ့ဖုန်းကိုလက်ညှိုးထိုးပြပါဆိုလို့ရှိရင်ဒီ Honor 600ကိုထိုးပြရလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့မှာ AI image to video 2.0 ပါလာတယ်ကျွန်တော်မြန်မာလိုပြောရရင်တော့ဓာတ်ပုံကနေဗီဒီယိုကို AI အသုံးပြုပြီးပြောင်းတာပေါ့နော်အဲ့လိုသုံးဖို့ပေါ့နော်ဘယ် application ဘယ် website ထဲမှာဝင်စရာမလိုဘူးဒီဖုန်းပေါ်မှာပဲတခါတည်း internet ရှိုံနဲ့တန်းသုံးလို့ရပါတယ်ဆိုတော့ဘယ်လိုသုံးရမလဲဆိုရင်နည်းလမ်းနှမျိုးရှိရပေါ့နော်ကျွန်တော်တို့ပထမတစ်မျိုးက gallery create ထဲက image video တွေဝင်ပြီးတော့သုံးတာနောက်တစ်မျိုးကကျတော့ကိုဗီဒီယိုပြောင်းစေခြင်းနဲ့ပုံကိုရွေးပြီးရင်ကျွန်တော်တို့ဒီညာဘက်မှာပါတဲ့ AI button ကိုဖိထားလိုက်ပေါ့နော်အဲ့ဒါဒီမှာတစ်ဆင့်ပေါ်လာတဲ့ image video ကိုရွေးလိုက်လို့ရပါတယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ဗီဒီယိုလုပ်တဲ့ပုံစံမျိုးစုံအောက်မှာရှိရပေါ့နော်ဆိုတော့ဒီပထမတစ်ခုနဲ့အရင်စမ်းပြပါမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ slide image ကိုနှိပ်ပြီးပုံတစ်ပုံထည့်လိုက်ပြီးရင်ကျွန်တော်တို့ ratio ရွေးလို့ရမယ်ပေါ့နော်ဒီ down လိုက်လားအလျားလိုက်လားပေါ့နော်ပြီးရင်အောက်မှာ prompt ဆိုတာရှိရပေါ့နော်ဆိုတော့ဒီ prompt ထဲမှာကိုပြောင်းစီခြင်းတဲ့ပုံစံကိုစာရေးပြီးပြောင်းခိုင်းလို့ရတယ်ပေါ့နော်စာမရေးခြင်းနဲ့သူထည့်ထားတဲ့အတိုင်းပဲကျွန်တော် generate လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့ရေးလိုက်မယ်ပေါ့နော်ဒီရိုးရိုးရှင်းရှင်းပဲရေးလိုက်မယ်ဆိုတော့ဒီကျွန်တော်ပုံကို make me fly လို့ပဲရေးလိုက်မယ်ပေါ့နော်ဆိုတော့ရေးပြီးရင်ကျွန်တော်အောက်က generate ဆိုတာနှိပ်ပြီးရင်ခဏလေးစောင့်ပေါ့နော်ဆိုတော့သူကဓာတ်ပုံကနေဗီဒီယိုပြောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့10မိနစ်ဝန်းကျင်လောက်တော့စောင့်ရတယ်ပေါ့နော်ကဲဆိုတော့ဗီဒီယိုအတူလေးရပြီပေါ့နော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ပုံနှစ်ပုံထည့်မှာပါဆိုတော့ဒီလိုပုံနှစ်ပုံထည့်ပြီးတော့ပထမပုံကနေဒုတိယပုံဖြစ်တဲ့ဗီဒီယိုအတူလေးထုတ်ခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီကျွန်တော်ပုံစံကနေဒီ SVD တဲ့ Red Ranger ပုံစံပြောင်းသွားတဲ့ဟာကိုလိုချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံနှစ်ပုံထည့်မယ်ထည့်ပြီးရင်ကျွန်တော်တို့ generate နဲ့ခဏစောင့်ပေါ့နော်အခုတွေ့ရတော့ကျွန်တော်လုံးဝပေါ့နော်မတ်တက်ရက်ပြီးတော့ Power Ranger အနီကောင်ဖြစ်သွားပြီပေါ့ပြီးတော့တခြားပုံစံအများကြီးရှိရပေါ့နော်ကိုငငယ်ကပုံကနေဒီအခုပုံကိုပြောင်းသွားတဲ့ဗီဒီယိုအတူလေးလည်းလုပ်လို့ရတယ်ဆိုတော့ဒီ Magic Wardrobe ကလည်းပေါ့နော်ကျွန်တော်တို့ကိုပုံထည့်လိုက်တာနဲ့ဒီအင်ဂျီ chain ပေးတဲ့အင်ဂျီလဲပေးတဲ့ဗီဒီယိုရမယ်ပေါ့နော်ပြီးရင်ဒီကောင်ကလည်းပေါ့နော်ကိုကခီးတွေပါကြီးထွက်လို့ drone နဲ့ရိုက်ထားတဲ့ဗီဒီယိုမျိုးကိုလိုချင်နေဆိုလို့ရှိရင်ဒါနဲ့ပြောင်းရိုက်လို့ရတယ်ပေါ့နော်ဒီနောက်ဆုံးမှာလည်းပေါ့နော်ကျွန်တော်တို့ trophy victory တို့ fan photo တို့ stadium cheering တို့ပါသေးရပေါ့နော်ဒီကောင်တော့ကိုကြိုက်တဲ့ကစားသမားနဲ့အောင်ပွဲခံနေတဲ့ဗီဒီယိုမျိုးဒီပွဲကြည့်နေတဲ့ဗီဒီယိုတွေလည်းထုတ်လို့ရတယ်ပေါ့နော်ပြီးပေါ့နော်ကို့မှာအိမ်မွေးတိရစ္ဆာန်လေးရှိရဆိုလို့ရှိရင်လည်းဒီလို pet role play တို့ pet explorer တို့နဲ့ချစ်စရာဗီဒီယိုအတူလေးတွေလည်းထုတ်လို့ရပါသေးတယ်ဆိုတော့လုံးလုံးရတဲ့ဗီဒီယိုပုံစံတွေကတော့အများကြီးပဲဗျာကိုစိတ်ကူးရှိရင်ရှိသလောက်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အကုန်လုံးတော့ like မပြတော့ဘူးပေါ့နော်ဆိုတော့တကယ်ချင်းနဲ့အပြင်ပါသွားတဲ့အခါမှာလည်းဒီ feature နဲ့ကြွယ်လို့ရတယ်ပေါ့နော်ပြောဖို့လည်းကောင်းပါပါဆိုတော့ပြောရရင်ပေါ့နော်ဒီ AI image to video 2.0 ကဒီ Honor 600 series ရဲ့အကောင်းဆုံးသော AI feature တွေတခုလို့ပြောလို့ရပါတယ်။ဟုတ်ပြီပြီးတော့နောက်တစ်ခုက photo agent ပေါ့နော်ဒီ photo agent ကတော့ကျွန်တော်တို့ဓာတ်ပုံပြင်တာပဲ AI ကိုသုံးပြီးတော့ဓာတ်ပုံပြင်တာပေါ့နော်ဆိုတော့အဲ့ဒါကိုသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Honor AI ဆိုတဲ့ app ထဲကိုဝင်လိုက်အဲ့ဒါမှာ AI photo agent ရှိရပါတော့။ပြီးရင်ကျွန်တော်တို့ကိုပြင်ခြင်းတဲ့ပုံကိုရွေးပေါ့နော်ကျွန်တော်တို့ဒီကြောင်ပုံလေးရွေးလိုက်မယ်โอเคပြီးတာနဲ့ကျွန်တော်တို့အောက်မှာပေါ့နော်ကိုအတန်နဲ့လည်းခိုင်းလို့ရတယ်လို့ကျွန်တော်တို့စာနဲ့လည်းပြောပြီးတော့ပြင်ခိုင်းလို့ရတယ်ပေါ့နော်ဒီထဲမှာလည်းကျွန်တော်တို့ auto ပြင်ပေးတဲ့ဟာရှိရပေါ့နော်ဒီ AI app scale ပုံ quality တင်ပေးတာဒီ ratio change တာပြီးကျွန်တော်တို့နောက်ခံ background ဝါးတာနဲ့ဒီ color တင်တာအစုံပဲပေါ့နော်ကျွန်တော်တို့အများကြီးပဲဒီ style လေးချိန်လို့ရသေးရပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီအောက်မှာစာလေးနဲ့တစ်ချက်ချိန်ပြမယ်ပေါ့နော်ဆိုတော့နောက်ကဒီ tissue စာလေးနဲ့ကျွန်တော်တို့ဒီပုံ enhancement ပေါ့เนาะကျွန်တော်တို့ဒီ quality တင်ခိုင်းမယ်ပေါ့เนาะ okay ဆိုတော့ခဏလောက်စောင့်ပေးလိုက် okay ဆိုတော့ရပြီပေါ့เนาะနောက်က tissue စာလည်းပျောက်သွားပြီဒီပုံကလည်းပို့ပြီးတော့အရင်ထက်ကြည်သွားပြီပေါ့เนาะဆိုတော့အဲ့လိုမျိုးတွေကျွန်တော်ဒီ photo agent မှာလုပ်ရတယ်ပေါ့เนาะကိုကဓာတ်ပုံတစ်ပုံရိုက်ပြီးလို့မကြိုက်လို့ပေါ့เนาะနည်းနည်းပါးပါးပြင်ကျင်တဲ့ပါဆိုလို့ရှိရင်ဒီထဲမှာအကုန်လာပြင်လို့ရပါတယ်။ပြန်ဆိုရင်ပေါ့เนาะဒီ Honor 600နဲ့ရိုက်ထားတဲ့ပုံတွေကငကိုတွေကမိုက်ပြီးသားပဲပေါ့เนาะကျွန်တော်ဒီမှာလည်းပြထားတယ်ပေါ့เนาะသူမှာ200 megapixel main camera ကိုသုံးပေးထားတယ်ဆိုတော့ပုံ quality ကတော့လုံးဝ share ကြီးပါပဲ။အဲ့ဒီဆိုတော့ကျွန်တော်ဒီနေ့အဓိကပြောသွားတဲ့အကြောင်းတွေကတော့ဒီ AI နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်ဒီ Honor 600ကိုအသုံးပြုပြီးတော့ AI ဓာတ်ပုံတစ်ပုံကနေဗီဒီယိုဘယ်လိုပြောင်းမလဲဆိုတာနဲ့ကျွန်တော်တို့ဒီ
AI photo agent ကိုဘယ်လိုသုံးရမလဲဆိုတာပေါ့နော်ဆိုတော့အဓိကကအနောက်ခုကိုပြတော့ဖြစ်ပါတယ်ဆိုတော့ကြည့်ကြမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ပဲပေါ့နော်ကြည့်ပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံကြ